ဒါလေးဆွဲကြည့်မယ်နော်ပထမအောင်ဆုံးတို့ကဒီအတွင်းဆုံး circle လေးကနေရင်စဆွဲမယ်ပြီးတော့ cn တာအတွင်းဆုံး circle ရဲ့မှာ diameter က20လို့ပြောထားဖြစ်တဲ့အတွက် center point ယူမယ် gn တာ20n တာဒါဆိုလို့ရှိရင်အတွင်းဆုံး circle လေးရသွားပြီအတွင်းဆုံး circle ပြီးလို့ရှိရင်ဒီ circle လေးကိုဆွဲမယ်ဒီ circle လေးကိုဆွဲဖို့အတွက်အောက်က circle line လေးက diameter 54.9 ရှိတယ်ဒီတော့အဲ့ circle လေးကိုရင်ဆွဲမယ် cn တာgn တာ54.9 n တာဒါဆိုလို့ရှိရင်ဒီ circle ပတ်ဖို့အတွက် line လေးရသွားပြီအဲ့ပေါ်မှာပတ်မဲ့ circle ကဘယ်လောက်လဲဆိုရင် diameter 40.2 နဲ့ပတ်မယ် diameter 40.2 နဲ့ပတ်ဖို့အတွက်ဆိုလို့ရှိရင်သူရှိရမယ် circle အတွက်တို့က line လေးဆွဲထားမယ်ဒီမှာဆိုလို့ရှိရင်ဒီဘက် line မှာရှိမယ်ဒီတော့ကြတော့ n တာဒီဘက်ကို line လေးတစ် line ထားလိုက်မယ်ပြီးရင်ဒီမှာရှိမှာじゃ30 degree ရှိတဲ့နေရာမှာရှိမှာဒီတော့ဒီဘက်ကိုလည်း30 degree polar tracking လေးဝင်ပြီးတော့ကြတော့ polar မှာ30 60 90ကိုရွေးမယ်ပြီးလို့ရှိရင်30 degree ပေါ်တဲ့နေရာမှာ line လေးတစ် line ယူလိုက်မယ်ပြီးတော့အဲ့နေရာဒီမှာ circle ဆွဲမယ် diameter 14.2 cn တာ center point လေးယူလိုက်မယ် gn တာ 14.2 n တာပြီးရင် con တာပြီးအဲ့တော့ဒီ line နှစ် line ကမလိုတော့ဘူးဆိုတော့ဖြတ်လိုက်မယ်ပြီးရင်တော့ဒီ circle လည်းမလိုတော့ဘူးဆိုတော့ဖြတ်လိုက်မယ်ပြီးရင်ဘာလုပ်မလဲဆိုရင်ဒီဟာလေးဆွဲမယ်သူ့ကိုဆွဲဖို့အတွက်အတွင်း circle line က diameter 62.1 လို့ပြောထားဖြစ်တဲ့အတွက် cn တာ gn တာ 62.1 တာဒါဆိုလို့ရှိရင် circle ရမယ်ဒီ circle မှာဆွဲမှာဘယ်လောက်လဲဆိုရင် diameter 22.4 နဲ့ diameter 9ပြီးတော့ cn တာ gn တာ 9n တာ cn တာ gn တာ 22.4n တာဒါဆိုလို့ရှိရင်ဒီ circle line လေးလည်းရသွားပြီလိုရ line ကိုတစ်ခါလေးဖြတ်ခဲ့လိုက်မယ်ပြီးရင်တော့ဒီအဝိုက်ကလေးဆွဲမယ်ဒီအဝိုက်ကလေးဆွဲဖို့အတွက်ဆိုလို့ရှိရင်သူ့ရဲ့မှာ diameter 89.1 လို့ပြောထားတယ်ပြီးတော့ cn တာ gn တာ 89.1 sorry 89.1 n တာဒါဆိုလို့ရှိရင် circle တစ်လုံးရပြီပြီးရင်ဒီအတွက်ဒီအဝိုက်ကကြတော့ diameter 119.1 လို့ပြောထားဖြစ်တဲ့အတွက် cn တာgn တာ 119.1 n တာဒါလေးရမယ်ပြီးတော့ဒီနှစ်ခုကဘယ်မှာရှိမှာလဲဆိုလို့ရှိရင်60 degree စီရှိတဲ့နေရာမှာရှိမှာပြီးတော့60 degree line လေးရင်ဆွဲခဲ့မယ် n တာစင်တာကနေပြီးတော့60 degree ရှိတဲ့တနေရာယူမယ်ဒီကနေ60 degree မှာတစ်ခုယူမယ်ပြီးရင်တော့ဒီ line လေးတွေကို offset ပွားခဲ့မယ်သူက15ရှိရလို့ပြောတာဖြစ်တဲ့အတွက်တစ်ဖက်ကို 7.5 နဲ့ offset ပွားမယ် on တာ 7.5 n တာn တာပြီးရင်တို့ကမလိုတဲ့အပိုင်းလေးကို trim မယ် dr n တာ n တာ
ပြီးတော့တို့ကဒီအပြင်ဘက်စာကဲလေးကိုဆွဲမယ်ဒီအပြင်ဘက်စာကဲလေးကိုဆွဲဖို့အတွက် diameter 149.2လို့ပြောထားရတော့ C under G under 149.2 under ဒါဆိုလို့ရှိရင်ဒီအပြင်ဘက်အတွက်ရသွားပြီဒီအတွင်းကကြဒီ line နဲ့အတူတူပဲပြီးရင်တို့ကဒီမှာဒီ line တစ်ခုကိုဆက်လိုက်ရပြီဆက်လိုက်မယ်ဆိုတော့ကြတော့တို့ကဒီဘက်ကို line လေးတွေယူမယ်enter center ကနေပြီးတော့ဒီဘက်ကို30 degree ရှိရမှာဒီမှာတစ် line ဒီဘက်ကိုလည်းတစ် line ထားလိုက်မယ်ပြီးလို့ရှိရင်မလိုတဲ့အပိုင်းတွေကို trim မယ် tr enter ပြီးရင်ဒီဟာလေးကကြတော့သူကဒီမှာ fillet radius ကသူက10လို့ပြောထားတယ် diameter 10ဆိုတဲ့အတွက် radius 5နဲ့ဆွဲမယ် f enter r enter 5 enterဒါလေးရသွားပြီဆိုလို့ရှိရင်ဒီအဝိုက်ကလေးအတွက်သူ့ရဲ့မှာအဝိုက်လေးအတွက်ဘယ်လောက်ရှိရလဲဆိုရင် diameter 113.6 ရှိရလို့ပြောထားတယ်ဖြစ်တဲ့အတွက်သူ့အတွက် cycle လေးဆွဲမယ် C enter G enter 113.6 enter လေးရပါပြီပြီးရင်မလိုတဲ့အပိုင်းလေးတွေကို trim မယ် tr enterပြီးရင်ဒီအတွင်းလေးကိုချဲမှာဖြစ်တဲ့အတွက် h enter pick point ယူမယ် scale ချိန်မယ်